ပရီးမီးယားလိအသင်းတွေနဲ့လောင်းကစားစပွန်ဆာပရီးမီးယားလိအသင်းတွေရဲ့ဂျာစီရင်ဘတ်ပေါ်ကစပွန်ဆာတွေနဲ့ပတ်သက်ရင်အစောဆုံးမှတ်မိနေတာက Chef JBC Cashback စတဲ့အမှတ်တရတွေပါပဲအဲ့ဒီအချိန်တုန်းကပရီးမီးယားလိအသင်းတွေရဲ့စပွန်ဆာအများစုကအင်္ဂလန်ပြည်တွင်းကုမ္ပဏီတွေပါအခုတော့အခြေအနေတွေများစွာကွာခြားခဲ့ပါပြီပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်းမှာပရီးမီးယားလိလောကရဲ့လောင်းကစားကုမ္ပဏီတွေပို့ပြီးတော့တိုးဝင်လာပါတယ်ပရီးမီးယားလိအသင်းတွေကိုစပွန်ဆာပို့ပေးလာပါတယ်ပရီးမီးယားလိစတင်တဲ့1992-93 ရာသီတုန်းကပရီးမီးယားလိရဲ့ဂျာစီရင်ဘတ်စပွန်ဆာအများစုဟာဒီပညာကုမ္ပဏီတွေပါအဲ့ဒီအချိန်တုန်းကအေဂိုရောထုတ်ကုန်တွေကိုစပွန်ဆာပေးခွင့်ပြုခဲ့ပေမဲ့အသင်းလေးသင်းသာစပွန်ဆာယူခဲ့တာပါဘူးတူတာအနေနဲ့ပြောရရင်အဲ့ဒီအသင်းတွေဟာ Nottingham Forest, Blackburn နဲ့ Liverpool, Spurs တို့ပဲဖြစ်ပါတယ်နောက်ပိုင်းမှာအေဂိုရောထုတ်ကုန်တွေကိုစပွန်ဆာပေးခွင့်ရပ်ဆိုင်းလိုက်ပြီးသူတို့နေရာမှာလောင်းကစားကုမ္ပဏီတွေကတစားတစားနေရာယူလာတာပါပဲလက်ရှိရာသီပရီးမီးယားလိမှာလောင်းကစားကုမ္ပဏီတွေစပွန်ဆာပေးထားတဲ့အသင်း12သင်းထိရှိနေပါတယ်။ Newcastle ဆိုရင်လည်း Entertainment လို့ခေါင်းစဉ်တက်ထားပေမဲ့လောင်းကစားဆက်နွယ်နေတာပါ။ဥရောပဘောလုံးပွဲချုပ် UEFA ကတော့ပြီးခဲ့တဲ့နွေရာသီမှာစတင်ပြီးလောင်းကစားကုမ္ပဏီစီကနေစပွန်ဆာစတင်ရယူခဲ့ပါတယ်။ဒီတော့ဥရောပတဝန်းကလိပြိုင်ပွဲတွေဟာလောင်းကစားကုမ္ပဏီတွေနဲ့ပို့ပြီးတော့ဆက်နွယ်လာပါတယ်။ Belgium, Greece, Hungary, Netherlands, Poland, Portugal နဲ့ရုရှားလိတွေမှာလောင်းကစားစပွန်ဆာတွေပို့ပြီးတော့လွှမ်းခြုံထားပါတယ်ဥရောပတဝန်းကလိပြိုင်ပွဲရဲ့စပွန်ဆာကိုခွဲခြားကြည့်ရင်လောင်းကစားကုမ္ပဏီတွေက15%နဲ့အများဆုံးရပ်တည်နေတာဖြစ်ပြီး retail ကုမ္ပဏီတွေက12%လေကြောင်းလိုင်းမော်တော်ကားဗဏ္ဍာရေးဝန်ဆောင်မှုနဲ့အစားအသောက်ကုမ္ပဏီတွေက10%စီရှိနေကြတာပါပရီးမီးယားလိမှာလောင်းကစားကုမ္ပဏီတွေပို့ပြီးတော့လွှမ်းမိုးလာသလိုလိချန်ပီယံရှစ်ရဲ့ title sponsor ဟာလည်းလောင်းကစားကုမ္ပဏီဖြစ်ပြီး Burnley, Middlesbrough, Chupia, Stoke City, Sunderland နဲ့ Watford အသင်းတွေရဲ့ဂျာစီရင်ဘတ်စပွန်ဆာဟာလည်းလောင်းကစားကုမ္ပဏီတွေဖြစ်နေပါတယ်လီချန်ပီယံရှစ်တက်နှိမ်သွားတဲ့အင်္ဂလန်လီ1နဲ့လီ2မှာတော့လောင်းကစားစပွန်ဆာတွေမရှိဘဲစွမ်းအင်မော်တော်ကားနဲ့အစားအသောက်စပွန်ဆာတွေသာရှိနေပါတယ်ပရီးမီးယားလိပွဲတွေတိုက်ရိုက်လွှင့်နေတော့လောင်းကစားစပွန်ဆာတွေမြင်ရတာလည်းရင်ထက်ပိုပြီးတော့များလာပါတယ်လက်ရှိရာသီပရီးမီးယားလိရဲ့ပထမဆုံးရက်သတ္တပတ်မှာပဲလောင်းကစားကြော်ညာအကျဉ်းရေ2900ကျော်မြင်တွေ့ခဲ့ရတယ်လို့စစ်တမ်းတစ်ခုကဆိုထားပါတယ်လောင်းကစားကြော်ညာတွေဟာမျိုးဆက်သစ်ဘောလုံးပရိသတ်တွေကိုအဓိကပြစ်မှတ်ထားနေတာပါလူငယ်ပရိသတ်တွေကလောင်းကစားဘောလုံးလောကရဲ့အစိတ်ပိုင်းဘောလုံးပွဲတွေပိုကြည့်ကောင်းအောင်လုပ်ပေးမဲ့အရာဆိုပြီးထင်လာကြပါတယ်။ပြီးခဲ့တဲ့2022ခုနှစ်ဧပြီလကနေ2023ခုနှစ်မတ်လအတွင်းမှာ